အားလုံးပဲမင်္ဂလာပါကျမနာမည်ကဘာရာလို့ခေါ်ပါတယ်ကျမအခုမှ HA မြန်မာရဲ့ Fellowship Program မှာတာဝန်ထမ်းဆောင်နေပါတယ်အခုကျမကျေးရလူထုပူးပေါင်းပါဝင်မှုအခမ်းကဏ္ဍထဲမှာအသုံးပြုတဲ့ PRS2 နဲ့ပတ်သက်ပြီးတော့မှအသိငယ်မျှဝေချင်ပါတယ် PRS2 ထဲမှာဆိုလို့ရှိရင်ကျမတို့ပြဿနာတစ်ပင်ပေါ့နော် problem 3နဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်ပြဿနာတစ်ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကြေးရမှာရှိတဲ့အခက်ခဲတွေပေါ့နော်အခက်ခဲတွေအများကြီးရှိပါတယ်အဲ့ဒီအခက်ခဲတွေတဲကမှကျွန်တော်တို့အခက်ခဲတစ်ခုချင်းစီကိုproblem team ကိုအခြေခံပြီးတော့မှကျွန်တော်တို့အသုံးပြုပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့အခက်ခဲတွေဘာတွေရှိနေလဲအဲ့ဒီအခက်ခဲကိုအခြေခံပြီးတော့မှကျွန်တော်တို့ဘာတွေဖြစ်ပျက်နေလဲအဲ့ဒီဖြစ်ပျက်တဲ့ပြဿနာပေါ်အခြေခံပြီးကျွန်တော်တို့ဘာတွေအကျိုးခံစားမှုဘာတွေခံစားနေရလဲဆိုတဲ့အကြောင်းအရာကိုသုံးသပ်တဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်ဆိုတော့ဒီ problem team ကိုကျွန်တော်တို့ကြေးရွာရဲ့ပူပေါင်းမှုကဏ္ဍတစ်ခုတည်းမှာအသုံးပြုရမှာမကဘူးကိုယ့်ရဲ့မိသားစုမှာတော့လကောက်ကိုယ့်ရဲ့အဖွဲ့အစည်းမှာတော့လကောက်အဖွဲ့အစည်းမှာဘာလို့အချက်ရှိနေလဲဘယ်လိုအခက်ခဲတွေတွေ့ကြုံနေရလဲအဲ့ဒီအခက်ခဲပေါ်အခြေခံပြီးတော့မှကျွန်တော်တို့တွေ့ကြုံနေရတဲ့ခံစားနေရတဲ့အကြောင်းအရာတွေကဘာလဲဆိုတဲ့အကြောင်းအရာကိုဖြည့်ရှင်းတဲ့နေရာမှာအသုံးပြုလို့ရပါတယ်လို့ဒီနေ့ကပြပြချင်ပါတယ်ကျေးဇူးတင်ပါတယ်